မိုင်ဆုံးခမင်္ဂလာပါနော်နမူနာဒေတာချက်နမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကတော့ချုံချင်းမြို့ရဲ့စုကြည့်ကို Ancient Town တွားလည်မှာဖြစ်ပါတယ်ရှင်ဒီနေရာကအရှမ်းကိုတွားရတာလွယ်ကူတဲ့နေရာတစ်ခုဖြစ်ပါတယ်ရှင်ယထာဘူရာနေရာကနေထွက်လိုက်တာနဲ့ချက်ချင်းကိုရောက်သွားတာပါ Location at Metro Line 1 Exit 1 စုကြည့်ကို Metro Station တွားလည်မယ့်နေရာကလည်းစုကြည့်ကိုတောင်း Station နာမည်ကလည်းစုကြည့်ကိုတောင်းအရှမ်းကိုမပြရလွယ်ကူပါတယ်ရှင်ဒီဗီဒီယိုလေးရဲ့ထူးခြားချက်ကတော့တရုတ်ပြည်မှာကျွန်မ16နှစ်အရွယ်သမီးလေးတယောက်ကောက်ရခဲ့ပါတယ်အဲ့တော့ဒီထဲမှာကျွန်မသမီးလေးလည်းအနေချင်းပါတယ်ပေါ့နော်ဟုတ်ကဲ့ယထာဘူရာကနေထွက်လာပြီးတော့အခုလိုလေးကအစင်းတက်လေးလောက်လိုက်ပြီးပါတယ်ချိန်မှာတော့အိမ်မြို့လေးကိုရောက်ပါတော့မယ်ရှင်ချုံချင်းကတော့ထုံးစံအတိုင်းပေါ့နော်လေးကအစင်းတက်ကတော့ပြေးမလို့ပါဘူးရှင်ကြီးလိုက်ပါရှင်ဒါစပြီးတော့မှမြင်ရပြီပေါ့နော်အဝေးကနေလမ်းရိုက်ထားတဲ့ရှုခင်းလေးဖြစ်ပါတယ်ရှင်နေရာကဘာကြောင့်တမိုင်းဝင်လဲဆိုတော့ချင်းမင်းခေတ်ကပေါ့နော်ဒီနေရာကကျွေးပကံနေကျွေးခွက်တွေလုပ်ပြီးတော့မှဖြန့်ဖြူတဲ့နေရာဖြစ်ပါတယ်ဒါနဲ့တည်းမပြီးသေးပါဘူးဓာတ်လုပ်တဲ့နေရာလည်းဒီနေရာမှာရှိတာဖြစ်ပါတယ်ဟိဟိဒါနဲ့စကားမဆက်ပေါ့နော်ကျမနဲ့ကျမမွေးစားသမီးလေးကမတိုင်ပင်မဲနဲ့နှစ်ယောက်လုံးအိမ်ဒီမှာပန်းအောင်ဖြစ်နေပါတယ်ရှင်ဒီနေရာလေးကတော့တကယ်လို့ကျမတို့ချုံချင်းကိုတလဲရဲဆိုလို့ရှိရင်ပေါ့နော်တွားလေတင်တဲ့နေရာတွေမှာပါပါတယ်ဒီနေရာမှာပေါ့နော်လေးလာစရာတွေကလည်းအများကြီးရှိတယ်အစားအသောက်တွေလည်းလက်ဆောင်ဝယ်ပြန်လို့ရမယ်ဒါပေမဲ့သူက foreigner market ဖြစ်တဲ့အတွက်ကြောင့်မလို့အနေချင်းတော့ဈေးကြီးမယ်ဒါပေမဲ့ကျမပြောချင်တဲ့အစားအသောက်ဆိုတာလက်ဆောင်ဝယ်တဲ့အစားအသောက်ကိုပြောရအောင်စားတဲ့အစားအသောက်ကတော့ရတာမရှိဘူးလေဒီဗီဒီယိုရဲ့နောက်ပိုင်းမှာ local ဖြစ်တဲ့ကျမသမီးလေးကိုပေါ့နော်ကျမအစားဝယ်ကြွေးရဲ့ချိန်ကြလို့ရှိရင်သူဘယ်လို response လုပ်မလဲဆိုတာကိုဆက်ပြီးတော့မှကြည့်လိုက်ကြမယ်နော်အစားအသောက်ကအရသာရှိမရှိအော် travel agent နဲ့လာတဲ့လူတွေလာပြီပဲ travel agent နဲ့လာတဲ့လူတွေကတော့ဟိုမှာအလံထောင်ထားတဲ့လူနောက်ကိုလိုက်သွားရမယ်ပေါ့နော်ကျမတို့ကတော့ကိုပါတာကိုလာလို့လွတ်လွတ်လပ်လပ်ရှောက်လို့ရပါတယ်ရှင်ကဲမြို့လေးတွေကိုရောက်လာပါပြီရှင်ကျမသမီးလေးနဲ့တူတူတစ်ချက်လောက်ချက်လက်ပေါ့နော်ဒါလေးကတော့ချုံချင်းဖက်မှာရှိတဲ့မြောင်းကျူဝတ်စုံပေါ့နော်ဒီဝတ်စုံလေးကို make up ပြင်ပြီးတော့လည်းတက်ပုံရိုက်လို့ရပါတယ်ဘဲလေးနေပြီးတော့မှတီးပြီးတော့မှခေါင်းနေပါလိမ့်ရှင်သမီးတေးသေးလေးတွေလည်းသပင်ကျစ်လို့ရတယ်နော်စားဝတ်စီကတော့တကယ်အစုံပါပဲရှင်ပကြီးဆွဲလဲရပါတယ်老北京。ကျမကအသက်ကြီးသွားလို့ပါအဲ့ဒီကြောင်ကြောပိုးအိတ်ကလေးကိုအရင်လိုချင်ပါတယ်ကလေးဆိုရင်ကြောင်ကြောပိုးအိတ်လေးဝယ်ပြီးပြန်လာခဲ့နော်မနေ့စာကလေချုံချင်းခောက်ဆွဲကိုကျမဘိုက်ပြည့်တင်းနေအောင်စားခဲ့တော့ကျမကောသမီးလေးရောဘိုက်မစားဘူးဒါပေမဲ့လေကိုရှောက်လေတဲ့နေရာတစ်ခုရောက်ပြီဆိုတော့လေဒီဆိုင်လေးကိုကျမကြည့်ကြည့်လိုက်တယ်စိတ်ဝင်စားစရာကောင်းတယ်လीနော်အဲ့ဒါနဲ့ဝင်စားကြည့်မယ်ဆိုပြီးတော့မှဟိုပပစားလို့ရတယ်ဆိုပြီးတော့မှကျမသမီးလေးကိုဒါလေးဝယ်ကြွေးတယ်ပေါ့နော်သူဘယ်လိုမျိုး response လုပ်မယ်ဆိုတာကြည့်လိုက်ကြမယ်နော်好汤好味道。OK。
好吃吗？不好吃。手牵手，往里走，朱砂，啥都有。so sweet。ဒီတစ်ခါတော့တရုတ်ပြည်ရဲ့ပေါ့နော်ဘယင်မင်းမြတ်ပုံစံဟလားဒါမှမဟုတ်လို့ရှိရင်လည်းဘယင်မပုံစံပေါ့နော်ဝတ်ဆင်ပြီးတော့မှဒီမှာလည်းတက်ပုံရိုက်တဲ့ဝန်ဆောင်မှုပေးပါရရှင်汤香啊，the smell。猪肉和牛肉的价格不一样，看你 ကြည့်လိုက်ပါတော့ရှင်အိမ်ပြန်လက်ဆောင်များလည်းဝယ်စရာအများကြီးပဲပေါ့နော်အသား6အသားအောင်ပါအသားမျိုးစုံပဲအရသာလည်းမျိုးစုံပဲအပြားယူမလားချောင်းယူမလားပေါ့ကျမကတော့ဒီဟာကိုရမ်းကြိုက်ပါတယ်ဒါကတော့နွားနို့6နဲ့လှုပ်ထားတယ်အထဲမှာအတီးဒါမှမဟုတ်ပန်ပွင့်စတစ်ဖြစ်ပေါ့နော်ကျမတရုတ်ပြည်သွားတိုင်းအမြဲတမ်းဒါကိုဝယ်ပြန်ပါတယ်အခုတော့စင်ကာပူနိုင်ငံမှာလည်းလာရောက်ပါပြီဈေးကတော့တစ်ဆနှစ်ဆလောက်ကြည့်ပါတယ်ရှင်ကျမအတွက်ဒီအိမ်သားလေးကတော့တကယ်ကိုအမှတ်တရဖြစ်ခဲ့တဲ့နေရာလေးတစ်ခုပါအားလုံးသိပါတယ်တရုတ်ပြည်မှာအိမ်သားသွားတာအရင်ကြီးအဆင်မပြေပါဘူးကျမဆက်စုကြည့်ရပေါ့နော်သူတို့ကအိမ်သားကိုမနဲ့အစော်ကြီးတစ်ချိန်ပဲစီးပါတယ်ဒါမှမဟုတ်လည်းညတစ်ချိန်ပေါ့နော်အဲ့လိုမျိုးပဲစီးရလို့ပြောပါတယ်အဲ့ဒီတော့ဒီအိမ်သားကဘာလို့အလောက်တောင်တန့်ရှင်းနေလဲတော့ကျမမသိဘူးဒါကျမတွေ့ခဲ့တဲ့အတွေ့အကြုံအရာပေါ့နော်ဒီအိမ်သားလေးကတော့အမှတ်တရပါပဲဘာလို့လဲဆိုတော့တန့်ရှင်းလို့ပါရှင်帅哥，啊，怎么会青色的嘞？啊？来，这个狗在视频里面查，玩的来回。 အစီတရေမကြောက်နဲ့ဒီထဲဝင်ကြည့်လို့ရရနော်ကျမတို့ကြောက်လို့ဝင်ကြည့်ခဲ့ပါဘူးဒါသမိုင်းဝင်တဲ့နေရာပေါ့နော်သူတို့မကြောက်တင်ထားတဲ့ဟာလေးပါကျမက Google Translate ကနေရှာပြီးဖတ်ကြည့်တာပါ 8628ဆိုအရန်ကိုကြာပါပြီနိုင်ငံပြင်ပအောင်ထွက်ပြီးတော့ပြိုင်ပွဲဝင်တာလေးစုရခဲ့တယ်ပေါ့နော်အဲ့လောက်ထိကြော်ကြားတဲ့ဓာတ်လုပ်ငန်းပါပြီးတော့ကတ်ကြီးလည်းလုပ်ပါတယ်ဒီထက်ပိုပြီးတော့မှနားလည်ချင်တယ်ဆိုလို့ရှိရင်တော့ Google Translate ကနေရှာပြီးတော့မှဖတ်ကြည့်ပါရှင်လှလိုက်တာလက်ရည်ဆိုတာလည်းမြောက်နေတော့တာပါပဲရှင်လိုချင်ပါတယ်ဒါပေမဲ့လည်းဈေးကြီးပါတယ်ရှင်ဒီလိုမျိုးတွေဝါသနာပါတဲ့လူအတွက်ကတော့လေဒီနေရာလေးကရန်ကိုအဆင်ပြေတဲ့နေရာလေးဖြစ်ပါတယ်ရှင်ဒီနေရာလေးကနေကြည့်လို့ရှိရင်လေသူတို့ရဲ့ဘီတုကလက်ရပါတော့ဘယ်လိုမျိုးစောင့်ထားရဲဆိုတော့ traditional လေးတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်ဒါနဲ့တင်ပြီးသေးပါဘူးကျမတို့တခုတတိထားမိလားမသိဘူးလက်ထဲမှာထင်းကင်ထားတာလေဘာလို့ကျမထင်းကင်ထားရလဲဆိုတော့တကယ်တော့ကျမသွားတဲ့ချိန်ကအဲ့လိုမျိုး match လအကုန် April လစလောက်ပေါ့နော်တရုတ်ပြည်အနေနဲ့ပြောမယ်ဆိုရင်တော့ဒါ spring time လို့ဖြစ်ပါတယ်ဒါပေမဲ့လည်းမိုးကမကြာခဏရွာပါတယ်ရှင်ဒါကြောင့်ထီးရအဲ့လိုတည့်ရတာဖြစ်ပါတယ်ရှင် 来，
看着这边，看着我。 ဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ပဲနေရာလေးဆက်သွားအောင်မလဲဆိုတာကိုစောင့်ကြည့်ပေးအောင်နော်